ဘောတော်ကောင်းတို့ကိုဒီကနေ့နတ်တဲ့ပါတရားဟောပါတော့ဆိုလို့ရှိရင်မေဇိမပါဏာတပါဠိတော်မှာမေဇိမနိကေဥပရိပါဏာတပါဠိတော်မှာလာရှိတဲ့ဒန္တဘူမိသုတ်တံတဲ့အဲ့ဒီဒန္တဘူမိသုတ်တံလေးကိုအခြေခံပြီးတော့ပိဋကပေါင်းတော်ကောင်းတို့ကိုနောက်တရားစကားသိမ်းပွဲမှာဒီကုန်းချုပ်တရားအဖြစ်နဲ့ဟောပါမယ်ဒန္တဘူမိတဲ့ဒန္တဆိုတာယဉ်ကျေးတယ်ဆိုတဲ့အဓိပ္ပာယ်ဒီနေရာမှာယဉ်ကျေးမှုဆိုတာကာယကံယဉ်ကျေးမှုရှိတယ်ဝစီကံယဉ်ကျေးမှုရှိတယ်မနောကံယဉ်ကျေးမှုရှိတယ်တကယ်စစ်မှန်တဲ့ယဉ်ကျေးမှုအစစ်အမြင့်ဆုံးယဉ်ကျေးမှုဆိုတာယဟန္တာဖြစ်မှယဉ်ကျေးမှုအစစ်အမှန်ကိုရတယ်လို့ဆိုရတယ်အရိယာဖြစ်ပြီးဆိုရင်ကိုပဲဒါယဉ်ကျေးမှုကတော်တော်ကြီးပြည့်စုံပြီပေါ့ဒါကမှတော့ဦးဇင်းတို့ပုထုဇဉ်တွေမှာတော့ယဉ်ကျေးမှုဆိုတာကအပြည့်အဝမရနိုင်သေးဘူးကာယကံယဉ်ကျေးမှုထိုက်တလောက်ရှိကောင်းရှိမယ်ဝစီကံယဉ်ကျေးမှုကိုထိသိနိုင်တဲ့အချိန်မှာရှိကောင်းရှိမယ်မနောကံယဉ်ကျေးမှုကြတော့ပြည့်စုံဖို့မလွယ်တော့ဘူးပေါ့နော်အဲ့တော့ဦးဇင်းတို့တကယ်ယဉ်ကျေးမှုဆိုတာတကယ်ယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဆိုတာသတိပဋ္ဌာန်ဘာဝနာကိုပွားများအားထုတ်ပြီးတော့စိတ်ထဲမှာလောဘဒေါသမောဟဆိုတဲ့ရိုင်းဆိုင်တတ်တဲ့တရားတွေအပြီးအပိုင်ပျောက်သွားပြီဆိုတော့မှတကယ်စစ်မှန်တဲ့အစစ်အမြင့်ဆုံးယဉ်ကျေးမှုဆိုတာကိုရအဲ့တော့ဦးဇင်းတို့ဒီနေရာမှာဒန္တဘူမိသုတ်တံကိုမပြောသေးခင်မှာဘာပြောချင်တုံးဆိုတော့တရားဓမ္မတို့ဦးဇင်းတို့မြတ်စွာဘုရားရဲ့သတိပဋ္ဌာန်ဒေသနာတော်နဲ့အညီကြိုးစားပြီးတော့အထောက်ကြရတဲ့ဒီဘာဝနာတရားရဲ့အစွမ်းတတ္တိကိုဒီသတိပဋ္ဌာန်ဘာဝနာရဲ့အစွမ်းတတ္တိကိုလည်းပဲမကြာခဏအလုံးနှလုံးသွင်းဘူးကြတယ်ပေါ့နားလေဘူးကြတယ်ကြားလဲကြားဘူးကြတယ်ဒါပေမဲ့လို့ဒီအကျိုးကျေးဇူးကထက်ကနှလုံးသွင်းဖြစ်မယ်ဆိုရင်သတိပဋ္ဌာန်ဘာဝနာအလုပ်ကိုကြိုးစားအထုတ်ခြင်းစိတ်ပုံမိုးပြီးတော့ထပ်တန်လာစေအကြောင်းတော့ရှိတယ်ဒါကြောင့်သူ့ကိုမကြာနှလုံးသွင်းပေးတဲ့နယ်လို့ဦးဇင်းတို့ထင်ပါတယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားကသတိပဋ္ဌာန်သုတ်တံမှာသတိပဋ္ဌာန်တရားကိုဘယ်လိုအားထုတ်ရတယ်ဆိုတာကိုမပြောသေးခင်မှာသတိပဋ္ဌာန်တရားကိုအားထုတ်လို့ရှိရင်ရနိုင်မဲ့အကျိုးကျေးဇူးကိုအရင်စပြီးတော့ဟောတယ်အဲ့ဒီအကျိုးကျေးဇူးကို9မျိုးဆိုပြီးတော့ဒီတော့ပေါင်းသူတော်ကောင်းတို့မကြာခဏနာယူပူပြီးသားတွေပါဒါပေမဲ့ထပ်မံပြီးတော့သိရင်ပူပြီးတော့တရားကိုဖြစ်စေမယ်ပူပြီးတော့လုံလဝိရိယကိုထပ်တန်လာစေနိုင်တဲ့အတွက်ကြောင့်ဒီကုန်းချုပ်ဒါလေးကိုအကြံဉာဏ်ပြောခြင်းတယ်ပေါ့ဧကာယနောယံဘိက္ခဝေမဂ္ဂောတတ္တနာဝိတုဒ္ဓိယသတိပဋ္ဌာန်တရားဟာပွားများအထုတ်မယ်ဆိုလို့ရှိရင်စိတ်နှလုံးမှာညစ်သေးစွာပေးချမ်းနေတဲ့ကိလေသာတည်းဟူသောအညစ်အကြေးကိုပြောင်းဆင်းတန့်ရှင်းစေနိုင်တဲ့တခုတည်းသောနိလန်းဖြစ်တယ်တဲ့သတိပဋ္ဌာန်တရားကိုပွားများမယ်ဆိုလို့ရှိရင်စိတ်နှလုံးဟာတန့်ရှင်းဖြူစင်သွားမယ်လို့မြတ်စွာဘုရားဟောတယ်ဒီနေရာမှာပိဋကပေါင်းတော်ကောင်းတို့စိတ်နှလုံးဖြူစင်တန့်ရှင်းခြင်းဆိုတဲ့အကျိုးကျေးဇူးဟာအလွန်တရာမှမျက်နှိုးဝယ်ကောင်းတဲ့တန်ဖိုးကြီးတဲ့အကျိုးကျေးဇူးပါဒီစိတ်နှလုံးမဖြူစင်ကြလို့ဒါနဲ့တရားဓမ္မတို့ဦးဇင်းတို့တွေဟာကိလေသာတည်းဟူသောလက်ကနေမလွတ်မလပ်ဖြစ်ပြီးတော့လွတ်မြောက်မှုဆိုတဲ့ဝိမု ക്തി ဒုက္ခကိုမရကြတာဒါကြောင့်စိတ်နှလုံးကိုဖြူစင်တန့်ရှင်းအောင်ကြိုးစားအထောက်ကြဖို့လိုတယ်ပေါ့စိတ်နှလုံးကိုဖြူစင်တန့်ရှင်းအောင်ကြိုးစားအထောက်လို့ဆိုရင်လည်းပဲတတိပဋ္ဌာန်ဟာတကြောင်တည်းသောရှောက်လန်းရမယ့်လမ်းဖြစ်တယ်တခုတည်းသောကြိုးစားအထောက်ရမယ့်နိလမ်းဖြစ်တယ်တဲ့ဒါနံပါတ်1တတိပဋ္ဌာန်ရဲ့အကုန်ပေါ့နောက်ပြီးတော့တောကပရိဒေဝနာတမတိကမာယတတိပဋ္ဌာန်တရားကိုပွားများမယ်ဆိုလို့ရှိရင်စိုးရည်ရင်တောကနဲ့ငိုကြွေးခြင်းပရိဒေဝတို့ကိုလွန်မြောက်သွားစေလိမ့်မယ်တဲ့တရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေဆိုတာကစိုးရင်ကြတွေ့ရင်စိုးရင်ကြရအောင်ပါငိုကြွေးကြတွေ့ရင်ငိုကြွေးကြရအောင်ပါစိုးရင်တတ်တဲ့သဘောငိုကြွေးတတ်တဲ့သဘောတွေကိုမပယ်ရှားရသေးဘူးဘာကြောင့်ဒီနေရာမှာစိုးရင်ကြရတာတော့ငိုကြွေးကြရတာတော့လို့စီစစ်ကြည့်ရင်တော့ပျက်စီးမဲ့အရာတွေကိုဆွဲလန်းထားလို့ပါမိမိခန္ဓာအပါဝင်အလုံးတော်ပျက်စီးတတ်တဲ့အရာတွေရဲ့ပုံမှာတရားဓမ္မတို့ဦးဇင်းတို့တွေဟာဆွဲလန်းမှုမကင်းကြသေးဘူးဆွဲလန်းမှုမကင်းကြလေသေးသမျှ
ကိုယ်ဆွဲလန်းထားတဲ့အရာပျက်စီးတော့မယ်သို့မဟုတ်ပျက်စီးပြီဆိုတဲ့အခါမှာစိုးရိမ်မှုငိုကြွေးမှုဆိုတာဖြစ်လာတဲ့အကြောင်းမရှိဘူးလားရှိတယ်။ဒါကြောင့်စိုးရိမ်မှုငိုကြွေးမှုကိုလျှော့ချခြင်းနဲ့ဆိုရင်ဆွဲလန်းမှုကိုလျှော့ချနိုင်ဖို့လိုတယ်။ဆွဲလန်းမှုကိုလျှော့ချနိုင်ဖို့အတွက်အကောင်းဆုံးနည်းလမ်းကလည်းပဲဒီသတိပဋ္ဌာန်တရားပဲဖြစ်တယ်။ဒါကြောင့်သတိပဋ္ဌာန်တရားကိုပွားများရင်ဆွဲလန်းမှုလျော့နေမယ်ဆွဲလန်းမှုလျော့နေရင်ကိုယ်ဆွဲလန်းတဲ့အရာပျက်စီးပြီဆိုတဲ့အခါမှာစိုးရိမ်မှုငိုကြွေးမှုလျော့နေသွားတဲ့အကြောင်းမရှိဘူးလားရှိတယ်။ကြေးကဆွဲလန်းမှုကိုအမြင့်ပြတ်ချုပ်ငြိမ်းအောင်ကြိုးစားအထောက်နိုင်မယ်ဆိုရင်တော့ဘယ်လိုစိုးရင်တွေကနဲ့တွေ့လို့မှလည်းပဲစိုးရင်နေဆိုတာမဖြစ်နိုင်တော့ဘူးဘယ်လိုငိုစရာနဲ့တွေ့လို့မှလည်းငိုကြွေးတယ်ဆိုတာမဖြစ်နိုင်တော့ဘူးဒါကြောင့်ပြသပေါင်းတော်အောင်တို့နံပါတ်1နံပါတ်3သတိပဋ္ဌာန်ရဲ့ဂုဏ်ကျေးဇူးဟာဘာလဲဆိုရင်ပွားများအထောက်မယ်ဆိုလို့ရှိရင်စိုးရင်မှုငိုကြွေးမှုကိုလွန်မြောက်သွားစေလိမ့်မယ်ဒါလည်းပဲအလွန်မှမြတ်လို့စရာကောင်းတဲ့အရှိအသွေးတစ်ခုလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နောက်ဦးဇင်းတို့နံပါတ်4နံပါတ်5ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကဘာတွေလဲဆိုတော့ဒုက္ခဒေါမနတနာအထင်ကမာယာတဲ့ကိုယ်ဆင်းရဲခြင်းဒုက္ခနဲ့စိတ်ဆင်းရဲခြင်းဒေါမနတတရားကိုချုပ်ငြိမ်းသွားစေလိမ့်မယ်တဲ့သတိပဋ္ဌာန်တရားကိုပွားများလို့ရှိရင်ဒါကလည်းပဲဒကာဓမ္မတို့ဦးဇင်းတို့အလေးထားပြီးတော့စဉ်းစားကြရအချက်တစ်ခုပါပဲ။ဘာကြောင့်လဲဆိုတော့ဒီဒုက္ခဒေါမနတတရားကိုဘယ်လိုဉာဏ်ရှိတဲ့လူကမှအလိုမရှိပါဘူး။ဟုတ်လား။အလိုမရှိတော့လည်းပဲဒုက္ခတွေဒေါမနတတရားတွေကတော့တွေ့နေကြရတယ်ကြုံနေကြရတယ်။အဲ့ဒီဒုက္ခတရားဒေါမနတတရားကိုမတွေ့လို့မကြုံလို့ဘူးဆိုလို့ရှိရင်သတိပဋ္ဌာန်တရားကိုဒါခရီးဆုံးတန်ရောက်အောင်ပွားများကြိုးစားအထောက်နိုင်ဖို့လိုတယ်။သတိပဋ္ဌာန်တရားကိုတကယ်လမ်းဆုံးတန်ရောက်အောင်ပွားများနိုင်မယ်ဆိုလို့ရှိရင်လမ်းဆုံးတန်ရောက်အောင်ပွားတယ်ဆိုတာကအရဟတမဉ္ဇဉ်အရဟတပုံဉ္ဇဉ်ရသည့်အထိဆိုတာကိုရည်ရွယ်ပြီးတော့ပြောတာပါအဲ့ဒါလိုကပွားများနိုင်တယ်ဆိုရင်ဒီဘဝသုတိရဲ့အချမ်းမဲ့မှာနောက်ထပ်ဘာဒုက္ခမှတွေ့ရအကြောင်းမရှိတော့ဘူးပေါ့အနာဂါမိမဉ္ဇဉ်ရအောင်ပွားများနိုင်မယ်ဆိုရင်စိတ်နှလုံးမှာဘာဒေါမနတဖြစ်เสียအကြောင်းမရှိတော့ဘူးဘာဒေါသမှဖြစ်เสียအကြောင်းမရှိတော့ဘူးဒါကတော့အထွတ်အထိပ်အကျိုးကျေးဇူးပေါ့သတိပဋ္ဌာန်တရားကိုအဲ့လိုအရိယာမဉ္ဇဉ်အမြင်အဆိုင်အောင်မပွားများနိုင်သေးတော့လည်းပဲပုထုဇဉ်ဘဝနဲ့စိုးစိုးမြဲမြဲပွားများအထောက်မယ်ဆိုရင်ကိုပဲထိုက်တဲ့ဒုက္ခဒေါမနတကတော့ချုပ်ငြိမ်းနိုင်တာလည်းအမှန်ပဲဆိုကြပါစို့တချို့သတိပဋ္ဌာန်ဘာဝနာကိုပွားများအထောက်လို့ယောဂါတွေဘာတွေပျောက်သွားတာတွေဒီတို့ကြာဝနာဝရှိကြမှာပါနောက်ဆရာဝန်ကဘယ်တိဘယ်ရက်ကိုခွဲရမယ်အဲ့လိုပြောတဲ့အခါကျတော့တရားအထောက်ရင်မဲ့သိခြင်းသိပါစေတော့ဆိုပြီးတော့တချို့အရေးကြုံလာတော့အစွမ်းထုတ်ကြရတာပေါ့လေဟုတ်လားအဲ့လိုအထုတ်ကြတဲ့အခါကျတော့ယောဂဝေဒနာတွေကတတ်တာတချို့ဆိုပျောက်သွားတယ်ဆရာဝန်ကပြန်စမ်းကြည့်တဲ့အခါကျတော့သောတော်ကယောဂမျိုးကမရှိတော့ဘူးအဲ့လိုနဲ့မခွဲရမစစ်ရပဲနဲ့တတ်တာပျောက်ကင်းမှုကိုရတဲ့ပုံကိုယ်လေးဒါဦးဇင်းတို့မဟာစီစောကြီးဟောကြားတော်မူခဲ့တဲ့တက္ကပဝိပဿနာတရားတော်ဆိုတဲ့စာအုပ်ထဲမှာနေရအတိအကျနေရလိစ္ဆာအတိအကျဖြစ်ရအခြေအနေအသေးစိတ်တွေကိုမှတ်တမ်းတင်ထားတာတွေရှိရောနောက်သတိပဋ္ဌာန်ဘာဝနာကိုပွားများအားထုတ်လို့ယောဂဗျာပျောက်ကင်းတတ်တာရတယ်ဆိုတဲ့အကြောင်းဒါဒုက္ခကိုချုပ်ငြိမ်းစေနိုင်တယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့စဉ်းစားတရားလေးပါနော်နောက်ပြီးတော့ဒေါမနတကိုချုပ်ငြိမ်းစေနိုင်တယ်ချုပ်ငြိမ်းတဲ့အဆင့်ကိုမရောက်သေးတောင်မှသတိပဋ္ဌာန်တရားကိုပွားများလို့ဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်ထိုက်တဲ့လောက်သိမယ်ဆိုလို့ရှိရင်တယုံစိတ်တူကြတဲ့တွေ့လည်းပဲအဲ့ဒီဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာစိတ်တူမှာမဟုတ်စိတ်တူမိရင်လည်းပဲအကြာကြီးတူနေမှာမဟုတ်ဘာမှအကျိုးမရှိဘူးဆိုတာကိုသူနားလေတယ်ဒီလိုတိုးနေလို့ဘာမှအကျိုးမထူးဘူးဆိုတာလည်းနားလေတယ်တိုးခြင်းတည်တက်မဲ့ပြစ္ဆုတ်ပန်တန်တရားဆင်းရဲကိုဖန်တီးတဲ့အရာဆိုတာလည်းသူနားလေတယ်ပေါ့ဒါကြောင့်သတိပဋ္ဌာန်တရားကိုပွားများမယ်ဆိုရင်ဒေါသဒေါမနတတရားနှဲပါသွားနိုင်တာကလည်းအမှန်ပဲဟုတ်လားအဲ့ဒါမြတ်စွာဘုရားကတော့သတိပဋ္ဌာန်တရားကိုပွားများရင်ဒုက္ခဒေါမနတတရားအပြီးအပိုင်ချုပ်ငြိမ်းသွားပဲလို့တောင်ဟောတာဒါကတော့လမ်းဆုံးတန်ရောက်ခကြီးပေါက်အောင်ပွားများဖို့လိုတာပေါ့နော်အဲ့တော့အကျိုးကျေးဇူး၅မျိုးရှိပြီနောက်6ခုမြောက်အကျိုးကညာယတ္တအဓိကမာရတဲ့သတိပဋ္ဌာန်တရားကိုပွားများလို့ရှိရင်အရိယာမဉ္ဇဉ်ရရှိစေလိမ့်မယ်အရိယာမဉ္ဇဉ်ဆိုတာကသစ္စာလေးပါးကိုထုတ်ထွင်းပြီးတော့သိတဲ့ဉာဏ်တွေပေါ့နော်သောတာပတ္တိမေတ္တဂရဂမိမေအနာဂမိမေအရဟတမေ
အရိယာအဖြစ်ကိုရောက်စေတဲ့တန်ရှင်းဖြူရှင်တဲ့ပုဂ္ဂိုလ်ရဲ့အဖြစ်ကိုရောက်သွားစေတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ကိုရောက်သွားစေတဲ့အရိယာမဉ္ဇဉ်တွေကိုသတိပဋ္ဌာန်တရားကိုပွားများခြင်းအပြင်ရနိုင်တဲ့နောက်ခုနှစ်ခုမြောက်နောက်ဆုံးအကျိုးကတော့နိဗ္ဗာန်တသစ္စိကရိယာယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရလိမ့်မယ်တဲ့ဒီနေရာမှာဘုရားပေါင်းတော်ဟောတော့6ခုမြောက်ဂုဏ်ကျေးဇူးကအရိယာမဉ္ဇဉ်ကိုရမယ်လို့ပြောတာအရိယာမဉ္ဇဉ်ရရင်လည်းပဲနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုလာမှာပဲဒါဖြစ်ရင်ဘာကိစ္စနဲ့ခုနှစ်ခုမြောက်အကျိုးမှာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရလိမ့်မယ်လို့မြတ်စွာဘုရားထပ်ပြီးတော့ဟောရတယ်လေစဉ်းစားရမရှိဘူးလားအဲ့ဒါကအရိယာပူဉဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတာကိုရည်ရွယ်ပြီးတော့ဟောတာတဲ့ဟုတ်လားဆိုလိုတာကသတိပဋ္ဌာန်တရားကိုပွားများရင်နံပါတ်6အရိယာမဉ္ဇဉ်ကိုရပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမယ်နံပါတ်9အရိယာပူဉဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမိမိအလိုရှိတဲ့အချိန်မှာဝင်စားနိုင်တဲ့အဆင့်ကိုမရပေဘူးလားရပဲကိုဝင်စားတယ်ဆိုတာအဲ့အမျိုးကိုပြောတာနော်အဲ့တော့ပိဋကပေါင်းတော်တို့သတိပဋ္ဌာန်ရဲ့ဂုဏ်ကျေးဇူးတွေဟာဦးဇင်းတို့ရဲ့ဉာဏ်စွမ်းနဲ့ကိုအောင်ပြောဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူးဟုတ်လားဒါကြောင့်ဦးဇင်းတို့စိတ်ကူးမိတာလေးရှိတယ်ပေါ့ပါလဲဆိုတော့သတိပဋ္ဌာန်တရားကိုပွားများအားထုတ်ရင်ရရှိနိုင်တဲ့အကျိုးကျေးဇူးဆိုတာပြောရင်မကုန်နိုင်ဘူးဆိုတာနဲ့ပဲဒီကုန်းချိုးရမယ်ဆိုတဲ့အချက်သတိပဋ္ဌာန်တရားကိုမပွားများလို့ဖြစ်ပေါ်နိုင်တဲ့ဆင်းရဲဒုက္ခကလည်းပြောရင်မကုန်နိုင်ဘူးဆိုတဲ့အချက်ဘောပေါက်လာဦးဇင်းခုပြောတာပွားများရင်ရရှိမဲ့အကျိုးကျေးဇူးဟာပြောလို့မကုန်နိုင်တယ်လို့မပွားများရင်ရလာနိုင်တဲ့ဆင်းရဲဒုက္ခကလည်းပြောလို့မကုန်နိုင်ဘူးဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဘဝရဲ့လက်ကျန်ခြင်းတွေမှာတတ်နိုင်သမျှမိမိခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုသိအောင်မြင်အောင်ကြိုးစားအထုတ်တဲ့သတိပဋ္ဌာန်ဘာဝနာကိုလက်ကင်ထားကြဖို့မလိုဘူးလားလိုတယ်ဒီနေရာမှာဦးဇင်းတို့ဒန္တဘူမိတုတ်တံကိုဆက်ပြီးတော့ပြောခြင်းနဲ့ပေါ့ဘာကြောင့်ပြောခြင်းရတာတော့ဆိုရင်တချို့ကတရားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခကိုမယုံကြည်ရတာရှိတယ်ကိုယ်ကိုယ်တိုင်ကြိုးစားအထုတ်ပြီးတော့မယုံကြည်ဘူးဆိုရင်အဓိပ္ပာယ်ကတစ်မျိုးပေါ့တချို့ကလုံးလည်မကြည့်ပဲနဲ့ဒါကိုကျွမ်းကျင်အောင်လည်းပဲမလေ့လာပဲနဲ့ကိုဉာဏ်ကလေးလောက်နဲ့ကိုယ့်အကိုစဉ်းစားပြီးတော့စိတ်ထဲမှာမယုံတဲ့ကဖြစ်တယ်ဒါကတော့ကိုယ့်အတွက်ဆုံးရှုံးသွားစေအကြောင်းမရှိတာပါယုံကြည်တဲ့ယုံကြည်တတ်တာကိုမယုံကြည်လို့ဒီပြင်လူတွေမှာဘာမှဖြစ်သွားစေအကြောင်းမရှိဘူးကိုယ်ပဲဆုံးရှုံးသွားတဲ့အကြောင်းရှိတယ်ပေါ့အဲ့ဒီမယုံကြည်ကြတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့တဘာဝကျတဲ့အတွေ့လေးတွေတွေးတတ်စေဖို့ဒါကြောင့်ဒီဟာကတော့ဒီမှာအထုတ်နေတဲ့ပုဂ္ဂိုလ်တွေအတွက်သိပြီးတော့ဦးဇင်းကမရည်ရွယ်ပါဘူးဒီတန်တာဘုံလေးတုတ်တာဒါပေမဲ့ဒီထဲမှာလည်းပဲအထုတ်နေတဲ့ပုဂ္ဂိုလ်တွေအထုတ်ခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်အားဖြစ်စေရာလမ်းကြောင်းတွေလည်းပဲတွေ့ရပါတယ်ဟုတ်လားအဲ့ဒီတန်တာဘုံလေးတုတ်တန်လေးကိုဦးဇင်းတို့အချင်းချုပ်လေးနာယူကြည့်ရအောင်နော်မြတ်စွာဘုရားရာဇဂိုပြည်ဝေလူအောင်ကြောင်းတိုက်တော်မှာတရင်သုံးတော်မူစဉ်ကာလဦးဇင်းတို့ဗေမိတာရဘုရင်ကြီးရဲ့သားတော်တွေများစွာတွေကဇေယသေနာဆိုတဲ့မင်းသားတစ်ပါးလည်းပါတယ်ပေါ့အဲ့ဒီဇေယသေနာဆိုတဲ့မင်းသားကဒီနေ့တော့ဝေလူအောင်ကျောင်းရဲ့အစွန်ပြားမှာကမ္မထမ်းကျောင်းလေးနဲ့တရားအထုတ်ပြီးတော့နေတဲ့အရှိရဝတ္တလို့အမည်ရတဲ့တာမဏေဒီကိုရောက်လာတယ်တဲ့ရောက်လာပြီးတော့ဇေယသေနာကမေးတယ်အရှိရဝတ္တကိုအရှင်ဘုရားတကယ်လုံးလဝရိယထက်ထက်တန်တန်နဲ့ကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်စိတ်ရဲ့တည်ငြိမ်မှုနော်ဇန်တရားတွေဒီလိုဖုကဲလွန်မြတ်တဲ့တရားတွေကိုမျက်မှောက်ပြုနိုင်တယ်သိနိုင်တယ်မြင်နိုင်တယ်လို့မြတ်စွာဘုရားဟောတာကိုတပည့်တော်ကြားဘူးတဲ့အဲ့ဒါအရှင်ဘုရားကဘယ်လိုပြောမလို့ငါလည်းကြားဘူးတဲ့အရှိရဝတ္တကအဲ့ဒါလို့ဆိုရင်အရှင်ဘုရားတဲ့မြတ်စွာဘုရားဟောတဲ့တရားကိုတပည့်တော်ကိုပြန်ပြီးတော့ဟောပြပါအဲ့လိုကိုရင်ကိုတရားတောင်းတော့ကိုရင်ကလည်းတော်တော်အသက်ကြီးပြီဖြစ်မယ်လို့ဦးဇင်းထင်ပါတယ်တော်တော်ရှင်းကျက်နေတဲ့ကိုရင်ပါပဲအရှိရဝတ္တတာမဏေတဲ့တချို့ကယဟန်ကိုနေတုန်းကအနေနဲ့ကိုရင်လို့ခေါ်တာတွေလည်းရှိတာတွေလည်းရှိရပေါ့အဲ့လိုအရှိရဝတ္တတာမဏေကိုအဲ့လိုရှောက်တဲ့ခါကျတော့အရှိရဝတ္တဘာပြောတော့ဆိုတော့အရှိရတင်တာတဲ့ငါကတင့်ကိုတရားဟောလို့ရှိရင်တင်ကတကယ်လို့နားမလည်ဘူးဆိုလို့ရှိရင်ငါပင်မယုံမရှိမယ်နော်မင်းသားဆိုပြီးတော့ဥဒ္ဒပေးတဲ့အနေထားတော့မတွေ့ရဘူးသိလားငါတရားဟောလို့သင်နားမလည်ဘူးဆိုရင်ငါပင်မယုံမရှိမယ်တဲ့
ရှင်ဘုရားဟောပါတပည့်တော်နားလေတံကောင်းပါရဲ့အဲ့ဒါလို့ဆိုလို့ရှိရင်ငါဟောမယ်ဒါပေမဲ့မင်းငါ့ကိုဂရိတစ်ခုတော့ပေးရမယ်အဲ့ဒါကဘာလို့ဆိုတော့မင်းတကယ်လို့ငါပြောတာကိုနားမလည်ဘူးဆိုလို့ရှိရင်နားမလည်တဲ့အတိုင်းမင်းတတလေးပဲနေတဲ့နားမလည်ဘူးဘယ်လိုဖြစ်တယ်ညာလို့ဖြစ်တယ်လို့ငါ့ကိုဘာမှပြန်မပြောနဲ့တဲ့ဟုတ်လားသူကအဲ့လိုချီပြီးတုတ်ပြီးဟောတာသိလားနားမလည်ဘူးဆိုရင်နားမလည်တဲ့အတိုင်းပဲနေငါ့ကိုပြန်ပြီးတော့ဒါတဘာဝကြားတယ်မကြားဘူးအတွတ်မတက်နဲ့ပေါ့အဲ့လိုပြောတဲ့ခါကျတော့ဇေယတေနာကဒီမှာကောင်းပါပြီဗျာပြီးတော့အရှင်ဘုရားဘာမှပြန်မမေးပါဘူး။အဲအရှင်ဘုရားသိတာမြင်တာကိုကြားဖို့တာကိုဟောပါဘူး။အဲ့ဒါနဲ့စီရဝတ္တဟောတာပေါ့။ဟောတဲ့အခါဟောလို့ပြီးပြီလဲဆိုရောပေးထားတဲ့ဂရိကိုချိုးဖောက်တဲ့မင်းသားကနော်။ကိုရင်နဲ့ဇွဲလုံးလောက်ရိယထထတန်တန်နဲ့ကြိုးစားအထောက်လို့ဒီလိုစိတ်ရဲ့တည်ငြိမ်မှုကိုရမယ်ဆိုတာဒါအကြောင်းမဟုတ်ဘူးတဲ့မဖြစ်နိုင်ဘူးတဲ့။အဲ့ဒီခေတ်ကတရားဘာဝနာအားထုတ်လို့စိတ်တည်ငြိမ်သွားတယ်ဝိတဝိစာရတွေချုပ်သွားတယ်အတွေ့အကြံတွေမရှိတော့တဲ့အဆင့်ကိုရောက်သွားတယ်ဆိုတော့လက်မခံတဲ့လူတွေရှိတယ်။လေကိုပိုက်နဲ့ဖမ်းလို့မရနိုင်တဲ့လို့စိတ်ကိုထိန်းဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ယူဆတဲ့လူတွေရှိတယ်။သူတို့ကလည်းသူတို့ဥပမာနဲ့သူတို့ပဲဟုတ်လား။လေကိုပိုက်နဲ့ဖမ်းလို့မရဘူးတဲ့။အဲ့လိုပဲစိတ်ကိုလည်းပဲပြမမထွက်အောင်ဆိုတာလို့မရဘူး။ဒါကလည်းမရတဲ့လူတို့တော့တကယ်လည်းမရလို့နေမှာပေါ့။ဒါပေမဲ့မရတဲ့လူတွေကကိုမရတာနဲ့သူများလည်းမရဘူးလို့ပြောရင်တော့ဒါကတော့တော်တော်လွဲမှားနိုင်တော့ဟုတ်တယ်မဟုတ်လားကိုနဲ့သူနဲ့ဆိုတာတူနိုင်သလားမတူနိုင်ဘူးဒါပေမဲ့ခက်တာကလူတွေကအရာရာမှာကိုနဲ့နှိုင်းနေတာတွေကတစ်ခါတစ်ခါမှအခက်တွေ့တဲ့တဲ့ပေါ့ဟုတ်လားအခုဇေယတေနာကပါတယ်တော့မယုံဘူးအဲ့ဒီဥစ္စာအောင်အားထုတ်လို့ဒီလိုထုကဲလွန်မြတ်တဲ့စိတ်ရချမ်းသာမှုတည်ငြိမ်မှုကိုရစေနိုင်တယ်ဆိုတာကိုသူလက်မခံဘူးအဲ့ဒါမဖြစ်နိုင်တဲ့အရာပါတဲ့အပြောမျှတာဆိုတဲ့သဘောမျိုးပေါ့အဲ့လိုပြောတဲ့အခါကျတော့ကိုရင်ကဘာမှတောင်မဖြေရှင်းရသေးဘူး तू က तू ပြောရင်တာပြောတတ်ထားသွားတော့အနိုင်ပိုင်းသွားတော့အဲ့ဒီမှာကိုရင်ကနည်းနည်းစိတ်မကောင်းဖြစ်ပြီးတော့အဲ့ဒါ तू ဘာတွေးတော့ဆိုတော့ငါမြတ်စွာဘုရားသွားရှောက်မယ်လောကကြီးမှာဒီလိုလူတွေကလည်းရှိတယ်ပေါ့အဲ့ဒါနဲ့မြတ်စွာဘုရားကြီးသွားဟောရောက်တော့မြတ်စွာဘုရားကြီးရောက်တော့အကျိုးအကြောင်းရှောက်တယ်ပေါ့ရှောက်တော်ဦးဇင်းတော်ရှိတဝတ္တတာမဏေဆိုတာသူကအကိဝတ္တအနွယ်လေးပေါ့အဲ့ဒါမြတ်စွာဘုရားကတရားဟောပြီးဆိုတော့အကိဝတ္တလို့သူ့ကိုခေါ်ပြီးတော့ဟောတာအဲ့ဒီမှာမြတ်စွာဘုရားကအရှိတဝတ္တတာမဏေပြောတာကိုနားထောင်ပြီးတော့အကိဝတ္တတဲ့ငါပြောမယ်ကာမဂုဏ်မှထွတ်မြောက်မှုနိခမတရားဖြင့်တိတင့်တိတိုက်တဲ့တရားအထူးတရားအမြတ်တရားချမ်းသာကိုကာမဂုဏ်တော်ထဲမှာပြောနေတဲ့ဇေယတင်နာလိုမင်းသားတွေဟာမသိနိုင်ဘူးမမြင်နိုင်ဘူးတဲ့ဟုတ်လားတရားတို့တရားမြတ်တရားချမ်းသာဆိုတာကာမမှထွတ်မြောက်ဖို့နိခမတရားဖြစ်လာတဲ့သိနိုင်မြင်နိုင်တယ်တဲ့ဆိုကြပါစို့ဒီနေရာမှာကာမမှထွတ်မြောက်မှုနိခမဆိုတာကတော်တဲ့တောင်တွေကိုတွားပြီးတော့အထုံနေမှနိခမလို့ဆိုလိုတာမဟုတ်ဘူးနော်မိမိရဲ့စိတ်ထဲမှာကိုင်းပြီးခဲ့ပြီးသားတွေထားလိုက်တော့အတိတ်ကိုတန်ရောစဉ်ဖြတ်နိုင်မယ်ပေါ့ကိုင်းနောက်မဖြစ်သေးတာတွေရှောက်ပြီးတော့ရှိရှိတွေးမနေဘူးလောလောဆယ်ဖြစ်နေတာလေးကိုငါအာယုံဆောက်ပြီးတော့ကြိုးပမ်းမယ်ဆိုပြီးတော့အိမ်မှာရှိတဲ့အရှုပ်အရှင်းတွေအကုန်လုံးပြစ်ထားခဲ့ပြီးတော့အခိုက်အတန့်များပေါ့နော်ဒီလမ်းပြီးတော့တရားအထုတ်မယ်ဆိုရင်လည်းပဲဒါဘာဖြစ်မလို့ခေါ်နိခမလို့ခေါ်နိုင်ပါတယ်ဟုတ်လားကာမမှထွတ်မြောက်ဖို့နိခမတရားဖြစ်လာတဲ့တိနိုင်သောတရားချမ်းသာကိုကာမဂုဏ်တော်ထဲမှာအမြဲပျော်နေတဲ့ဒါကိုပဲအကောင်းထင်ပြီးတော့ဒါကိုပဲရှာရင်းနဲ့ဒါနဲ့ပဲအချင်းကုန်နေတဲ့ဇေယတုဏလိုမင်းသားမျိုးဟာတိနိုင်တဲ့အမြင်နိုင်တဲ့အကြောင်းမရှိဘူးတဲ့အဲ့ဒီမှာမြတ်စွာဘုရားကဥပမာနှစ်ချက်ပြောတယ်တရားကတော့လူရင်းလေးတွေကိုပဲဦးဇင်းကပြောမလို့စိတ်ကူးထားတယ်ဟုတ်လားသုပ္ပန်ကြီးကတော်တော်ရှည်တယ်အကိဝတ္တတဲ့တဲ့ကိုငါဥပမာတစ်ခုပြောပြမယ်ဆိုကြပါစို့လူတွေကကောင်းကောင်းဆုံးမထားလို့လက်ကျင့်ထားလို့အလွန်လိမ္မာရင်ကြီးတဲ့နွားနှကောင်ရှိမယ်မြင်းနှကောင်ရှိမယ်ဆင်နှကောင်ရှိမယ်အလွန်လိမ္မာကြတယ်ခုခေတ်လိုပြောမယ်ဆိုရင်တော့စက္ကထဲမှာအလွန်ကိုပဲလက်ကျင့်ထားလို့အောစရာကောင်းလောက်အောင်လိမ္မာကြတဲ့တော့ဆင်နေမြင်းနေမရှိဘူးလားရှိရနော်အဲ့ဒါလိုလိမ္မာအောင်ဆုံးမထားလို့ရင်ကြီးကြတဲ့မြင်းနေဆင်နေလုတ်ပြတယ်လို့မျိုးကိုဘယ်သူမှဆုံးမမထားတဲ့ရိုင်းဆိုင်နေတဲ့မြင်းနေဆင်နေဟာလုတ်ပြနိုင်စရာအကြောင်းရှိမလားတဲ့မရှိဘူးဟုတ်လား
စင်လိမ်မာဆင်ရင်ကြီးတွေလုတ်ပြတဲ့ပြကွက်မျိုးကိုသင်ကြားထားခြင်းမရှိတဲ့ဆုံးမထားခြင်းမရှိတဲ့တောတွေကဆင်ရိုင်းမြင်းရိုင်းတွေဟာဘလို့မှလုတ်ပြနိုင်ကြအကြောင်းမရှိဘူးဟုတ်တယ်မဟုတ်လားဘာဖြစ်လို့လဲဆိုတော့သူတို့ဆုံးမထားတာမှမဟုတ်ဘဲနဲ့လေ့ကျင့်ထားတာမှမဟုတ်ဘဲနဲ့သူတို့ကိုဘယ်သူမှသင်ကြားထားတာမှမဟုတ်ဘဲနဲ့အဲ့ဒါပထမဥပမာရင်ကြီးတဲ့ဆင်တွေမြင်းတွေလုတ်တဲ့လုတ်ရမျိုးကိုရိုင်းဆိုင်တဲ့ဆင်တွေမြင်းတွေဟာလုတ်ပြနိုင်ကြအကြောင်းမရှိဘူးအဲ့လိုပဲကာမမထွတ်မြောက်ခြင်းဆိုတဲ့နိခမတရားဖြင့်တည်တဲ့မြင်တဲ့မြင်လိုက်တဲ့တရားချမ်းသာကိုကာမဂုဏ်တော်ထဲမှာနေရင်းနဲ့ဒါကိုပဲတန်ဖိုးထားဒါနဲ့ပဲပျော်ဒါကိုပဲရှာပြီးတော့ဒါနဲ့ပဲအချိန်ကုန်နေတဲ့ဇေယျတင်နာလိုမင်းသားမျိုးဟာဒီတရားအထူးတရားမြတ်တရားချမ်းသာကိုမသိနိုင်မမြင်နိုင်ဘူးတဲ့ဒါပထမပေးတဲ့ဥပမာပေါ့နော်နောက်ဒုတိယပေးတဲ့ဥပမာကဘာလဲဆိုတော့အဂိဝတ္တာတဲ့ကျွားတူရောက်မှာတငယ်ချင်း2ယောက်ရှိတယ်အလွန်ချစ်ခင်ကြတယ်ခင်မင်ကြတယ်ယဉ်နေကြတယ်အဲ့ဒါလက်ချင်းချိတ်ပြီးတော့လမ်းလျှောက်သွားတော့ရွာရဲ့အပြင်ဘက်မှာအလွန်မြင့်မားတဲ့တောင်ကြီးတစ်လုံးရှိရဲ့ပေါ့အဲ့ဒီတောင်ရောက်တဲ့ခါကျတော့တယောက်ကတောင်ချီမှာရက်နေရတယ်တယောက်ကတော့တောင်ထိပ်ပေါ်ကိုတက်သွားတယ်အဲ့လိုတောင်ထိပ်ပေါ်ရောက်သွားတဲ့ခါကျတော့တောင်အောက်ကလူကလှမ်းပြီးတော့အော်ပြီးတော့မေးတယ်ဟာမင်းအပေါ်ရောက်တော့ဘာရီမြင်ရတော့အဲ့လိုဟိုလူကပတ်ဝန်းကျင်ကိုရှောက်ကြည့်ပြီးတော့တော်တော်လှပတဲ့တော်ရန်လေးလည်းရှိတယ်ဥယျာဉ်လေးလည်းမြင်ရတယ်ရေကန်လေးလည်းမြင်ရတယ်တော်တော်ตายရတဲ့ရှုခင်းပဲသူမြင်တာသူပြောတာပေါ့အဲ့တော့တောင်အောက်ကလူကမင်းပြောတာမဖြစ်နိုင်ဘူးတဲ့တောင်ထိပ်ပေါ်မှာအဲ့လိုမျိုးလှပတဲ့ရှုခင်းကိုမြင်ရတယ်ဆိုတာဘာလဲတော့မဖြစ်နိုင်ဘူးတဲ့အဲ့လိုပြောတဲ့အခါကျတော့တောင်ထိပ်မှာရောက်နေတဲ့လူကပြန်ဆင်းလာတယ်ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးလို့ဘာမှညင်းတာတော့မပါဘူးပြန်ဆင်းလာပြီးတော့အဲ့ဒီမဖြစ်နိုင်ဘူးလို့ပြောနေတဲ့သူ့တငယ်ချင်းရဲ့လက်မောင်းကိုကန်ရွှဲပြီးတော့တောင်ပေါ်ကိုခေါ်သွားတယ်တဲ့ဘာမှသူမပြောဘူးနော်တောင်ပေါ်ကိုခေါ်သွားပြီးတော့တောင်ထိပ်ရောက်သွားပြီဆိုတော့မှကန်တငယ်ချင်းကြည်စမ်းမအောင်ဆိုတော့လူကဘာပြောတော့အေးငါအောက်တုန်းကမဖြစ်နိုင်ဘူးလို့ပြောခဲ့တာအခုတကယ်ဟုတ်နေတာပဲတော်တန်လေးနဲ့ဥယျာဉ်လေးနဲ့ရေကန်လေးနဲ့တော်တော်ตายရတဲ့ရှုခင်းပဲငါအစားတုန်းကမင်းကိုမဖြစ်နိုင်ဘူးလို့ပြောခဲ့တာဟောဒီဥမာလည်းတော်တော်ကောင်းတယ်နော်အေးအဲ့ဒီမှာဦးစင်းစဉ်းစားမိတာကတောင်ထိပ်မှာရောက်နေတဲ့လူကပြန်ဆင်းလာတော့တောင်အောက်ကလူကမင်းပြောတာမဖြစ်နိုင်ဘူးဆိုတဲ့စကားကိုဘာမှငင်းချက်မထုတ်တဲ့ကိစ္စတွေကိုနည်းနည်းစိတ်ဝင်စားတယ်ဘာလို့ तू မငင်းတာတော့တကယ်ဆိုငင်းစရာကောင်းတယ် तू ငင်းနေတာအောက်ကမယုံဘူးလို့ပြောနေတာငင်းစရာကောင်းတယ်ဘာလို့မငင်းတာတော့ तू ကအခြေအနေနှစ်ရက်ကိုသိတဲ့လူနော်တောင်ထိပ်ပေါ်ကရှုခင်းကိုလည်းတောင်ထိပ်ပေါ်ရောက်တော့ तू သိတယ်မြင်တယ်သို့တော့ तू ဟာလည်းတစ်ချိန်လုံးကတောင်အောက်မှာနေခဲ့ဘူးတဲ့တောင်အောက်မှာတော့ကဒီရှုခင်းကို तू လည်းမမြင်ရအောင်တော့ तू ကကိုချင်းစားတယ်အော်ဟုတ်မှာပဲတောင်အောက်မှာနေတုန်းကတော့မမြင်ဘူးလို့ပြောပြီးမှာပဲ तू မှမမြင်တာငါလည်းပဲတောင်အောက်မှာရှိမယ်ဆိုရင်တစုံတစ်ယောက်ကတောင်ထိပ်ပေါ်ကနေပြီးတော့ဒီလိုရှုခင်းတွေတွေ့ရတယ်ဆိုရင်ငါလည်းပဲမယုံဘူးလို့ပြောအောင်ပြောမိပဲဒါကတော့စာရီထဲမှာမပါပါဘူးဥစဉ်ဘတ်သူစဉ်းစားကြည့်တာပါနော်တောင်ထိပ်ပေါ်ရောက်နေတဲ့ပုဂ္ဂိုလ်ကသူကအတွေ့အကြုံနှစ်ခုမရှိဘူးလားရှိရနော်တောင်အောက်ကအတွေ့အကြုံလည်းသူမှရှိတယ်တောင်ထိပ်ပေါ်ရောက်တော့တွေ့ရတဲ့အတွေ့အကြုံလည်းသူမှရှိတယ်တောင်အောက်မှာရောက်တဲ့ပုဂ္ဂိုလ်ကအတွေ့အကြုံတစ်ခုပဲရှိတယ်သူကတောင်အောက်မှာနေတဲ့တွေ့ရမြင်ရတဲ့အတွေ့အကြုံပဲသူမှရှိတယ်တောင်ထိပ်ပေါ်ကိုမရောက်ဘူးတဲ့အတွက်ကြောင့်တောင်ထိပ်ပေါ်ကအတွေ့အကြုံသူမှမရှိဘူးဒါကြောင့်ပိဿပေါင်းတော်ကတော့တရားဓမ္မနဲ့ပတ်သက်ပြီးတော့အမြင့်ရောက်တဲ့ပုဂ္ဂိုလ်အမြင်ကျတဲ့ပုဂ္ဂိုလ်တွေကမငင်းဖို့လိုတယ်မသိတဲ့ပုဂ္ဂိုလ်တွေကတော့မသိတယ်လို့ပြောရမှာပဲအဲ့တော့ကိုယ်လည်းပဲတစ်ချိန်လုံးကဒီလောက်မသိတဲ့အနေအထားကနေစရတာကိုချင်းစာစီကလေးနဲ့မငင်းဖို့တော့လိုတယ်တကယ်စေတနာရှိရင်တော့ဘာမှပြောမနေနဲ့အဲ့ဒီလူလိုလက်မောင်းဆိုပြီးတော့ကိုင်မင်းတောင်ပေါ်တာလက်ခဲအဲ့လိုသာခေါ်လိုက်ဖို့ပဲရှိဟုတ်တယ်မဟုတ်လားဒါမကောင်းဘူးလားဟောနော်အကျေမငိမ့်လို့ပြောနေအကုသိုလ်များတဲ့အကြောင်းရှိတယ်ဟုတ်လားအဲ့တော့မယုံဘူးဆိုရင်တော့မင်းလက်တွေ့အထုတ်ဖြစ်အောင်ကြိုးစားဆိုတဲ့အနေအထားမျိုးကိုမရောက်ရအောင်ကုညီပံ့ပိုးဖို့လိုတယ်ပေါ့ခုဒီမှာတကယ်ချင်းဆိုတော့ဘာမှပြန်ညင်းနေတာမရှိဘူးနော်လက်မောင်းဆိုပြီးတော့တောင်ထိပ်ပေါ်ကိုခေါ်သွားတယ်ဟိုကြတော့လည်းဘာမှသူရှိဝေးရှင်းပြရတယ်မလို့ကိုင်းဘလို့လဲလို့ပဲတခွန်မဲ့မေးလိုက်တယ်ဟုတ်လားခုဒီနေ့ကတိုင်းနိုင်ငံကဆရာတော်ကြီးတစ်ပါးသူကကဘာကျော်တယ်တရားအားထုတ်မှုတရားပြမှုနဲ့ပတ်သက်ပြီးတော့အချမ်းချတယ်အဲ့ဆိုကြီးဟောထားတဲ့တရားကိုပမာလို့ဘာသာပြန်ပြီးတော့ရေးထားတာတွေကိုဖတ်ရတယ်
ဆိုတော့ကြီးဟောတာလည်းပဲဘာတွေ့တုံးဆိုတော့သူအနောက်နိုင်ငံမှာတရားပြတဲ့အခါကျတော့ဂျာမနီမှာတယောက်ကဆရာတော်တရားပြနေတဲ့အခါမှာစိတ်တူတာနှစ်ခုရှိတယ်လို့ပြောတယ်တဲ့ဘာတူတာတော့ဆိုတော့တရားစထိုင်ကြတာတော့ကတရားဖြုတ်ဖို့အတွက်ခေါင်းလောင်းလေးတီးမှတရားကဖြုတ်ရတာဟုတ်လားအခုဗမာပြည်ဆိုရင်တော့နိုင်မောင်းလေးထိုးလိုက်မယ်ပေါ့ဟုတ်လားအဲ့ဒါသူကပထမတော့ဘလို့စိတ်တူတော့ဆိုတရားခေါင်းလောင်းဆန်ကလည်းထိုးပဲလိုက်တာဆိုပြီးတော့စိတ်တူတယ်တဲ့ဟုတ်လားသူကပြီးချင်နေပြီလေညောင်းလာပြီကြိုက်လာပြီနော်တရားခေါင်းလောင်းဆန်ပါတဲ့တော့ထိုးပဲလို့စိတ်တူတာတဲ့အထုလို့တော်တော်လေးလည်းအရှိန်ရလာပြီဆိုတော့တရားခေါင်းလောင်းထိုးတာတဲ့မြင်လိုက်တာဆိုပြီးတော့စိတ်တူတယ်တဲ့ကဲတယောက်တည်းပဲဖြစ်နေဟိုကတော့တဏှာကြီးထိုးတာပါပဲဟုတ်လားသို့တော်လည်းကိုကအချိန်ကြီးကောင်းရင်တော့ဒါမြင်ရတယ်ဖြစ်မှာကိုကအထုရတာတိတ်ပြီးတော့အစင်မပြေဘူးဆိုရင်တော့ဒီအတန်နဲ့မျောနေမှာနော်ထားပါတော့ဘယ်ရောက်သွားပြီတော့အဲ့မယုံဘူးဆိုရင်တော့ဘာလုပ်ရမှာတော့လက်မောင်းကင်ပြီးတော့တောင်ထိပ်ပေါ်ခေါ်သွားဖို့ပဲရှိတယ်ဟုတ်ရဲ့လားအဲ့ဒီမှာမြတ်စွာဘုရားကအကိဝတ္တာတဲ့မိခမဖြင့်တည်တဲ့မြင်တဲ့မြင်လိုက်တဲ့တရားချမ်းသာကိုကာမတော်ထဲမှာနေတဲ့ဇေယသေနာလိုမင်းသားမျိုးတည်နိုင်မြင်နိုင်စရာအကြောင်းမရှိဘူးတဲ့ဒါကကြိုးစားအထောက်မှရနိုင်တယ်ဆိုတဲ့အတိတ်ကိုပြောတာပါဟုတ်ရဲ့လားဟိုမှာဘယ်နဲ့ချက်ပေးလိုက်တော့နှစ်ချက်ပေးတယ်နော်စင်လိမ္မာမြင်းလိမ္မာတွေလုတ်ပြနိုင်တဲ့ပြကွက်မျိုးကိုစင်ရိုင်းမြင်းတွေလုတ်ပြနိုင်စရာအကြောင်းမရှိဘူးဟုတ်လားအဲ့ဒါလိုပဲလေ့ကျင့်မှုအားကောင်းတဲ့နော်လူရင်ကြီးတွေတိတိုက်တဲ့မြင်လိုက်တဲ့နော်တရားချမ်းသာကိုဘာလေ့ကျင့်မှုမှမရှိဘဲနဲ့ဘာကြားဖို့နားဝမှမရှိဘဲနဲ့တကယ်အစိမ့်တက်တဲ့ပုံကိုယ်တွေဟာတိနိုင်မြင်နိုင်စရာအကြောင်းမရှိဘူးဟုတ်ရဲ့လားဒါကြောင့်ပုဗ္ဗပေါင်းသူတော်ကောင်းတို့အဲ့ဒီဥပမာလေးတစ်ခုကိုမြတ်စွာဘုရားကစီရဝတ္တတာမဏေကိုပြောပြပြီးတော့ဗာလေးအမိန့်ရှိသေးတယ်ဆိုတော့အကိဝတ္တာတဲ့တကယ်လို့သာသင်ဟာလေအဲ့ဒီဇေယသေနာနဲ့ပြောနေတော့ကအခုငါပြောတဲ့ဥပမာနှစ်ချက်ကိုသင်ပြောနိုင်လို့ဆိုရင်အဲ့ဒီဇေယသေနာကတင့်ကိုတော်တော်ကြီးညိုသွားလိမ့်မယ်တော်တော်လေးအထင်ကြီးသွားလိမ့်မယ်ကြီးညိုသည့်အချင်းရာကိုလည်းတင့်ကိုပြလိမ့်မယ်အဲ့ဒါလိုကြီးညိုပြီးတော့ကြီးညိုတဲ့အချင်းရာကိုပြမဆိုရင်ဒါအံ့ဩစရာမဟုတ်ဘူးတဲ့မြတ်စွာဘုရားအတတ်ပြောတာနော်တကယ်လို့ဒါဒီဥပမာတစ်ခုကိုသင်ပြောလိုက်နိုင်မယ်ဆိုလို့ရှိရင်ဇေယသေနာအသင်ကိုတေချာပေါင်းကြီးညိုလိမ့်မယ်အဲ့လိုကြီးညိုတာလည်းအံ့ဩစရာမရှိဘူးတဲ့အဲ့လိုပြောတဲ့အခါကျတော့အစီရဝတ္တကမြတ်စွာဘုရားကိုပါလျှောက်လို့ဆိုမြတ်စွာဘုရားတဲ့မြတ်စွာဘုရားရဲ့ဉာဏ်ထဲမှာထင်လာတဲ့ဒီဥပမာတွေဟာဘယ်လိုလုပ်ပြီးတော့တပည့်တော်ရဲ့ဉာဏ်ထဲမှာထင်လာနိုင်မှာမလဲဒါလည်းပဲဟုတ်တာပဲเนาะဒါကမြတ်စွာဘုရားကတော့ဘုရားမို့လို့အကုန်သိတာဟုတ်လားသို့တော်တရားမတော်ဦးဇင်းတို့ကတော့ဒါမြတ်စွာဘုရားရဲ့ကြည်သူကြောင့်ဒီဥပမာတွေကိုကြားခွင့်နာခွင့်ရအောင်ဥပမာလေးတစ်ခုမကောင်းဘူးလားကောင်းတယ်နော်ဒါကြောင့်တချို့မယုံဘူးဆိုတာတွေတရားမတော်ရဲ့နားထဲမှာလည်းပဲကြားကောင်းကြားရပါလိမ့်မယ်ဟုတ်လားမယုံဘူးဆိုရင်ဒီဥပမာတွေခေါင်းထဲမှာရှိထားဖို့မလိုဘူးလားနော်စင်လိမ္မာမြင်းလိမ္မာတွေလုံနိုင်တဲ့အလုပ်ကိုစင်ရိုင်းမြင်းရဲတွေလုံနိုင်မှာမဟုတ်ဘူးဟုတ်လားတောင်ထိပ်ပေါ်ကမြင်ရတဲ့တောင်ထိပ်ပေါ်မှာရောက်နေတဲ့လူမြင်ရတဲ့ရှုခင်းမျိုးကိုတောင်အောက်မှာရှိနေတဲ့လူမြင်ရဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့ဒီမှာဦးဇင်းတို့မြတ်စွာဘုရားပြောသေးတယ်ဗျဘာလို့အဲ့ဒီပုဂ္ဂိုလ်ကအဲ့ဒီရှုခင်းကိုမမြင်တာတော့ဆိုတော့ဒီတောင်ကြီးကွယ်ထားလို့ပါတဲ့ဟုတ်လားတောင်ကြီးကကွယ်ထားလို့လှပတဲ့ရှုခင်းကိုမမြင်ရဘူးပေါ့အဲ့ဒီမှာအဂိဝတ္တာတဲ့တချို့တတ္တဝါတွေမှာလည်းပဲအဲ့ဒီတောင်ကြီးတဲ့ကြီးတဲ့အဝိဇ္ဇာဆိုတဲ့မသိမှုတောင်ကြီးကသူတို့ရှေ့မှာကာစီးထားတယ်ဒါကြောင့်သူတို့ဟာအမှန်တရားကိုမသိနိုင်ဘူးမြင်နိုင်ဘူးတဲ့ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်တို့ပြောတဲ့တရားစကားလေးတွေကဥပမာလေးတွေကအလွန်မှထိမိတယ်လို့ဆိုနိုင်တယ်ပေါ့ပိဿတို့ရဲ့ပင်ကိုဉာဏ်ထက်မြက်မှုကျေပြတ်မှုကိုမူတည်ပြီးတော့အရာကခံစားရတာတွေကတော့အမျိုးမျိုးကွဲပြားနိုင်တယ်ပေါ့ဒါအမျိုးမျိုးစဉ်းစားဆက်ပြီးတော့စဉ်းစားလို့လည်းရပါတယ်အဲ့ဒီမှာမြတ်စွာဘုရားကဗာဆက်ပြီးတော့ဟောတော့ဆိုတော့တကယ်ဆင်းလိမ္မာတကောင်ဖြစ်အောင်ဘယ်လိုလေ့ကျင့်ပြုထောင်ပေးရမလဲဆိုတာလေးကိုဥပမာအနေထားပြီးတော့လူတယောက်လည်းပဲတကယ်ရင်ကြီးအောင်တကယ်လိမ္မာအောင်လုပ်မယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုနှိုင်းယှဉ်ပြီးတော့မြတ်စွာဘုရားဟောတာအဲ့ဒါတိုင်းပြည်ကိုဆိုရတဲ့ဘုရင်တစ်ပါးကနောက်ဆင်ဖမ်းတဲ့ဆင်ဆရာကိုခေါ်ပြီးတော့တောထဲကဆင်ရိုင်းတကောင်ကိုရအောင်ဖမ်းခဲ့အဲ့လိုဖမ်းတဲ့နေရာမှာဒီနန်းတော်မှာရှိတဲ့လိမ္မာရင်ကြီးပြီးသားဆင်ရင်နဲ့တွဲပြီးတော့ဖမ်းရတယ်လို့ဆိုတယ်အဲ့ဒါနဲ့ဆင်ဖမ်းသမားကနန်းတော်မှာရှိတဲ့ဆင်ရင်နဲ့တောထဲကိုသွားပြီးတော့ဆင်ရိုင်းတကောင်ကိုရအောင်သူဖမ်းတယ်ဖမ်းပြီးတော့လေပြင်းချင်းပူးပြီးတော့ချီးလာတော့ဆင်ရိုင်းကပါလာရတယ်ပေါ့
ပါလာတော့ဘယ်ရောက်လာတော့ဆိုတော့တောထဲကနေထုတ်လာပြီးတော့လွင်ပြင်ကိုရောက်လာတယ်တဲ့ဥပမာလေးတွေကသူ့ဟာနဲ့သူပြီးရင်အဝန်ကိုကြရှိလွန်းတာကိုတွေ့ရတယ်မဟုတ်လားဆင်ကိုတောထဲကနေဖမ်းလာတော့ဘယ်ရောက်လာတယ်လွင်ပြင်ကိုရောက်လာတယ်လွင်ပြင်ရောက်လာပြီဆိုမှသူ့ကိုချီတုပ်ပြီးတော့ဆင်ဦးစီးကဟုတ်လားတောထဲမှာနေတဲ့အမှုအကျင့်တွေပြောင်းအောင်လူတွေနေတဲ့ရက်ရွာကလူတွေနေတဲ့အမှုအကျင့်တွေနဲ့နီးစပ်အောင်တဖြည်းဖြည်းနဲ့သူ့ကိုလေ့ကျင့်ပေးတယ်ချိုးသားတဲ့စကားနဲ့ပြောတယ်အေးစီစကားနဲ့ပြောတယ်ရင်းလာတယ်ပေါ့ကြာတော့ဒီဆင်ကဟုတ်လားနောက်တော့ဘာလို့တုံဆိုတော့ဒီဆင်ကိုအစာရေးကျွေးတယ်ကန်ယူလိုက်ချလိုက်သူ့ကိုအမျိုးမျိုးတင်ပေးတယ်ဆင်ကနောက်တော့ရင်းနှီးပြီးတော့ခိုင်းတာလှုပ်တဲ့အဆင်ရောက်တယ်ချစ်တက်လိုက်ဆိုရင်လည်းတက်မယ်နောက်ဆုံးဆိုရင်လည်းဆုံးမယ်ဝိတ်ဆိုရင်လည်းဝိတ်မယ်ထဆိုရင်လည်းထမယ်တဖြည်းဖြည်းနဲ့တက်ပြီးတော့သူ့ကိုဆုံးမတာဆင်ကတော်တော်အည်သွေးရှိတဲ့အနေအထားကိုရောက်တယ်ဆင်ဆိုတဲ့မျိုးကအုံနောက်တော်တော်ကောင်းတယ်ဟုတ်လားဦးဇင်းတို့စာထဲမှာဖတ်ဖို့တာဆင်ကပရိသေတွေနေလို့ရှိရင်2နှစ်လောက်တောင်နေရတယ်လို့ဆိုတယ်နော်သူဆင်ရဲ့သဘောကဒါကြောင့်ဆင်ကအယံတိတယ်တော့ဆင်တကယ်လိမ္မာပြီဆိုလို့ရှိရင်တော်တော်တိတဲ့အနေအထားမှာရှိတယ်ဒါမျိုးဆိုပြရလည်းဒီတုတ်တံမှာဆင်တယ်ပဲဥမာပေးတာအဲ့ဒါလိုတော်တော်လိမ္မာရင်ကြီးလာပြီဆိုတော့နောက်ဆုံးနဲ့ဆင်ဦးကြီးကဆင်ဆရာကဘလို့တင်ပေးအောင်ဆိုတော့ဘာနဲ့တွေ့လို့မှမတုံမလှုပ်လုံးဝငြိမ်းနေအောင်နေတဲ့နီးကိုတင်ပေးတယ်တဲ့အဲ့ဒီဆင်ကြီးကိုအဲ့ဒါနှာမောင်းကြီးရဲ့ရှေ့မှာပြင်ချက်ကြီးအကြီးကတ်ချေပြီးတော့အပေါ်ကလည်းပဲချုံးကန်တဲ့ယောက်ျားတွေကဝိုင်းပြီးတော့ရှစ်တဲ့ကဆင်ဦးကြီးကလှန်ရှည်ချွန်းရှည်ကိုကင်ပြီးတော့သူ့ကိုတင်တယ်အမျိုးမျိုးတင်တယ်တင်တဲ့အခါကျတော့မတုံမလှုပ်နေတဲ့နီးကိုအဲ့ဒီဆင်ကြီးဟာနေနိုင်တယ်တဲ့လေ့ကျင့်မှုနဲ့အဲ့ဒါစစ်ပွဲမှာတကယ်လို့မြားတွေမှန်တယ်လှန်နေနဲ့ထိုးခါရတယ်ဓာတ်တွေနဲ့ခုတ်ခါရတယ်ဆိုလည်းပဲဆင်ကြီးကမတုံမလှုပ်နေနိုင်တဲ့အည်သွေးရှိတယ်တဲ့အဲ့ဒီလိုမျိုးငြိမ်ပြီဆိုတဲ့နောက်ဆုံးအဆင့်ကိုရောက်ပြီဆိုရင်တော့ဒီဆင်ဟာမင်းရဲ့ယရနာတန်းဝင်တဲ့နော်လိမ္မာရင်ကြီးတဲ့အဖိုးတန်တဲ့ယရနာတစ်ပါးအဖြစ်ကိုရောက်ပြီတဲ့ဒါကဆင်တကောင်တောတွေကဆင်ရိုင်းတကောင်ကိုနောက်ဆုံးအလွန်လိမ္မာရင်ကြီးတဲ့အထွတ်ထိရင်ကြီးတဲ့အဆင့်ထိရောက်အောင်အစဉ်စဉ်သင်ပေးပုံကိုဦးဇင်းတော်ကအကြံဉာဏ်ပြောပြတာတုတ်တန်ထဲမှာတော့အသေးစိတ်ဟောထားတာပါမြတ်စွာဘုရားကဆင်တကောင်ကိုလိမ္မာရင်ကြီးအောင်ဘယ်လိုဆုံးမရတယ်လဲဆိုတဲ့အချက်ကိုအဲ့ဒါကိုသူကအသေးစိတ်ပြောမှတော့လူတယောက်တကယ်လိမ္မာရင်ကြီးတဲ့အဆင့်ကိုရောက်အောင်ဘယ်လိုလုပ်ပေးရမလဲဘယ်လိုလုပ်ရတယ်လဲဆိုတာကိုအကွက်ကြကြသူကပြောလို့ရမှာဟုတ်လားအဲ့ဒီမှာတဲ့ဥပမာဒါမြတ်စွာဘုရားဥပမာပြောတာပါလောကသုံးပါးမှာမြတ်စွာဘုရားပွင့်လာပြီဆိုတဲ့အခါကျတော့မြတ်စွာဘုရားရဲ့နောက်စစ်မှန်တဲ့တရားဒေသနာတွေကိုနားရတဲ့အခါမှာတချို့သောအမျိုးကောင်းသားတွေဟာနော်အမျိုးကောင်းသားတွေဆိုတော့အမျိုးကောင်းသမီးတွေလည်းပါပါတယ်စာမဲ့စာထဲမှာတော့အမျိုးကောင်းသားတွေလို့ဒီလိုပဲပြောတယ်ပေါ့တချို့သောအမျိုးကောင်းသားတွေဟာတဲ့မြတ်စွာဘုရားရဲ့တရားဟာလူလောကထဲမှာနေရင်းဖြစ်လာတော့ပုတ္တစ္စခယူသင်းလိုဖြူစင်ဝန်းပါနေအောင်ကျင့်ဖို့ဆိုတာမလွယ်ဘူးဒါကြောင့်ငါဘာဝါရီရှင်မြန်းတဲ့ရှင်ယဟန်ပြုမယ်ဆိုပြီးတော့သူယဟန်ပြုသွားတော့အဲ့လိုယဟန်ပြုလိုက်ခြင်းဒီဆင်ကြီးကိုတောထဲကနေထုတ်ဆောင်ပြီးတော့လွင်ပြင်ကိုခေါ်လာသလိုမျိုးပါပဲတဲ့ယဟန်ဖြစ်တယ်ဆိုတာလွင်ပြင်ကိုရောက်တာတဲ့နော်တောထဲကနေအလွန်ရှုပ်ထွေးတဲ့နေရာကနေသူထွက်လာတာပေါ့နော်လွင်ပြင်ကိုရောက်တာတဲ့ယဟန်ပြုတယ်ဆိုတာလွင်ပြင်ရောက်ုံများနဲ့ယဉ်ကျေးတဲ့ဆင်တကောင်ဖြစ်သွားမှလို့တော့မမျှော်လင့်နဲ့အောင်မလို့အောင်ဆက်ပြီးတော့ဆုံးမရအောင်ပဲသူ့ကိုဟုတ်လားဆင်ဦးကြီးကအမျိုးမျိုးတော့အမူအရာတွေပြောင်းအောင်လူတွေနဲ့နီးကပ်တဲ့အမူအရာရောက်အောင်လိမ္မာရင်ကြီးတဲ့ချိုးသားတဲ့စကားတွေနဲ့သူ့ကိုတဖြည်းဖြည်းနဲ့တွန်းရအောင်ပဲဟုတ်လားအဲ့ဒီလိုပဲမြတ်စွာဘုရားအဆုံးအမတော့လွင်ပြင်ကိုရောက်လာပြီဆိုတာနဲ့တူတဲ့ယဟန်ဖြစ်ပြီဆိုလို့ရှိရင်ပထမဘာလို့အောင်ဆိုသူ့ကိုသီလရှိအောင်အထုတ်ခိုင်းရတယ်နော်ပါတိမောက္ခတံဝရသီလတိခါဘုဒ္ဓအနည်းငယ်များသောအပြစ်သေးလေးကိုဘေးကြီးလိုရှုနိုင်အောင်ဘယ်လိုမြတ်စွာဘုရားဟောပါတယ်နော်သီလရှိအောင်ကြိုးစားခိုင်းရတယ်ပြီးရင်ဗာဆက်ပြီးတော့လုပ်ခိုင်းရအောင်ဆိုတော့သီလရှိပြီဆိုလို့ရှိရင်အိန္ဒြိယတံဝရမျက်စိနာနာလျှာကိုယ်စိတ်ကိုစောင့်ထိန်ခိုင်းရတယ်တော့မြင်ရတာနဲ့ပတ်သက်ပြီးတော့ဒါကိုလွယ်လွယ်မှားမှားမသိအောင်မမြင်အောင်မှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်တတ်အောင်ဉာဏ်ပညာဥရှိပြီးတော့ပြင်းချင်းကြားချင်းနာချင်းစားချင်းထီချင်းတွေးချင်းတို့ကြောင့်အကုသိုလ်မဖြစ်ရအောင်ဟုတ်လားအိန္ဒြိယတံဝရဆိုတဲ့အိန္ဒြေဆောင်စည်းမှုကိုသင်ပေးတယ်ပေါ့ဆင်ကြီးကိုတဖြည်းဖြည်းနဲ့သင်ပေးသလိုမျိုးပေါ့ဟုတ်လားအဲ့လိုမျိုးဖြစ်လာလို့ဆိုတော့မှတဆင့်တက်ပြီးတော့တတိပဋ္ဌာန်ဘာဝနာကိုသင်ပေးတယ်တဲ့နောက်ယုတ်ကာယကိုယုတ်ကာယမျှလို့ပဲသိရမယ်နောက်တတိယဝရိယရဲ့ပညာရဲ့ဥရှိပြီးတော့ယုတ်ကာယတွေကိုယုတ်ကာယမျှလို့ပဲသိရတယ်
ဒါကိုပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမအစရှိသဖြင့်အတ္တဝိညာဉ်လိပ်ပြာဒါမျိုးတွေမသိရဘူးပေါ့ခံစားချက်တွေကိုလည်းပဲခံစားချက်မျှပဲလို့သိရမယ်ဟုတ်လားဒီလိုပဲစိတ်ကိုလည်းပဲစိတ်ပဲလို့သိရမယ်ရိုးရိုးလေးနော်တရားဆိုတာဟုတ်လားဓမ္မသဘာဝတွေကိုလည်းဓမ္မသဘာဝတရားတွေလို့ပဲသိရမယ်ဒီထဲမှာမပါတာတွေကိုရှောက်ပြီးတော့မထည့်နဲ့ပေါ့ငါဆိုတာဒါရှောက်ပြီးတော့ထည့်ထားတာငါဥစ္စာဆိုတာကတော့ပူ၍မှားယွင်းနဲ့အမှားယွင်းလို့မဆိုနိုင်ဘူးလားငါဆိုတာမှမရှိဘူးဆိုရင်ငါဥစ္စာဆိုတာရှိနိုင်မှာမလားမရှိနိုင်ဘူးနော်ဒါတွေကတော့ဦးဇင်းတို့ပိဋကပေါင်းသူတော်အောင်တို့သောတပတ္တိမဉ္ဇဉ်ကိုရမှရှင်းရှင်းလင်းလင်းသိနိုင်တဲ့အရာလို့ဦးဇင်းကတော့ထင်ပါတယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်အောင်တို့ပထမအဆင့်သီလရှိအောင်ကြိုးစားခိုင်းတယ်ဒုတိယအိန္ဒိယတံဝရနောက်ကြတော့ဘာလို့ခုပြောနေတဲ့တတိပဋ္ဌာန်ဘာဝနာနော်ကာယဝေဒနာစိတ်ဓာတ်ဒီခန္ဓာရဲ့သဘာဝတွေကိုဒါဟာသဘာဝတရားတက်တက်မြတာဖြစ်တယ်ဖြစ်เสียရှိလို့ဖြစ်ပေါ်နေတဲ့အကြောင်းအကျိုးသဘောတွေလို့သူတို့ရဲ့သဘောသဘာဝအမှန်ကိုသိအောင်မြင်အောင်နားလည်အောင်ကြိုးစားအထောက်ခိုင်းတယ်ဟုတ်လားအဲ့ဒါလိုအထောက်ရင်းနဲ့နောက်တော့ဇာအစင်းစင်ကိုရတယ်နောက်ကြတော့ပုဗ္ဗေနိဝါဒနုတ္တိအဘိညာဉ်နဲ့ဒိဗ္ဗစကုအဘိညာဉ်နဲ့အတဝခယဉာဏ်နဲ့ဟုတ်လားဥတိအာပေါ့ဒါကတော့သူကပန်းတိုင်ရောက်သွားတယ်ဆိုတဲ့အဆင့်ပေါ့အဲ့ဒီရောက်သွားပြီဆိုလို့ရှိရင်သူဟာတာတိဂုံနဲ့ပြည်စုံသွားတယ်တဲ့တာတိဂုံဆိုတာကကောင်းတာနဲ့တွေ့လည်းပဲဒီတိုင်းပဲမကောင်းတာနဲ့တွေ့လည်းပဲဒီတိုင်းပဲဒါကလူငယ်တွေနားလည်အောင်ပြောတာပါဥပမာဘာပြောင်းလဲမှုမှမရှိဒါယဟန္တာတွေမှာလာရင်ရတဲ့ဂုံပေါ့စောတလုံးကဆင်းကြီးကိုနောက်ဆုံးကြတော့ဘယ်လိုနည်းကိုသင်ပေးတော့မတုံမလှုပ်နေတဲ့နည်းကိုသင်ပေးတယ်ဟုတ်လားအဲ့ဒါလိုပဲယဟန္တာဖြစ်သွားပြီဆိုရင်ဘာမှတုံလှုပ်တော့တဲ့သဘောမရှိတော့ဘူးတဲ့ဟုတ်လားအဲ့ဒီကြတော့မှလူသားတယောက်ဟာယဟန်တစ်ပါးဟာတကယ်လိမ္မာတော့တကယ်ယဉ်ကျေးတဲ့လိမ္မာမှုအစစ်ယဉ်ကျေးမှုအစစ်ကိုပြဝရသွားတယ်လို့ဆိုရမယ်တဲ့အဲ့ဒါမြတ်စွာဘုရားကဒီကုန်းချုပ်ပါဟောတုံဆိုတော့ယဟန်တစ်ပါးဟာထေကြီးဝါကြီးဘဝနဲ့ပြန်တော်မူတယ်ဆိုကြပါစို့ဒါပေမဲ့အရဟတမဉ္ဇဉ်အရဟတပူဉ္ဇဉ်ကိုမရဘဲနဲ့သာပြန်တော်မူမယ်ဆိုရင်တော့အဲ့ဒါမလိမ္မာမယဉ်ကျေးပဲနဲ့ပြန်တော်မူတဲ့ယဟန်လိုပဲဆိုရမယ်တဲ့ကြီးလို့မညာဘူးနော်နောက်ယဟန်လက်တွေဟာဒီလိုအရဟတမဉ္ဇဉ်အရဟတပူဉ္ဇဉ်မရဘဲနဲ့ပြန်တော်မူခဲ့မယ်ဆိုရင်ဒါလည်းပဲလိမ္မာယဉ်ကျေးမှုမရှိဘဲနဲ့ပြန်တော်မူတဲ့ယဟန်လိုပဲဆိုရမယ်တဲ့နောက်အငယ်တွေယဟန်ငယ်တွေလည်းပဲတချို့ငယ်ငယ်ရွယ်နဲ့ပြန်တော်မူကြတာရှိတယ်ဒီလိုအရဟတမဉ္ဇဉ်အရဟတပူဉ္ဇဉ်မရဘဲနဲ့ပြန်တော်မူခဲ့မယ်ဆိုရင်သူလည်းပဲလိမ္မာယဉ်ကျေးမှုမရှိဘဲနဲ့ပြန်တော်မူတဲ့ယဟန်လိုပဲဆိုရမယ်ဟုတ်လားစင်ကြီးဟာရိုင်းဆိုင်မှုယဉ်ကျေးအောင်မဆုံးမရဘဲနဲ့ရိုင်းဆိုင်ပဲတွေ့သွားမယ်ဆိုရင်ဒီစင်ကြီးဟာလည်းစင်ရိုင်းပဲစင်လက်တကောင်ဟာမလိမ္မာပဲနဲ့တည်သွားမယ်ဆိုရင်ဒီစင်လက်ဟာလည်းစင်ရိုင်းဘဝနဲ့ပဲဒီကုန်းချုပ်သွားဟုတ်လားစင်ငယ်တကောင်လည်းပဲလိမ္မာယဉ်ကျေးမှုရှိပဲနဲ့တည်သွားမယ်ဆိုရင်သူလည်းပဲစင်ရိုင်းဘဝနဲ့ပဲဒီကုန်းချုပ်ရမယ်အဲ့တော့ဆိုလိုတာကဒီတိတ္တာကအဆင့်ကအလွန်မြင့်တယ်နော်ယဟန္တာမဖြစ်ဘဲနဲ့တည်လို့ကတော့ဘယ်သူပဲဖြစ်ဒါအရိုင်းဘဝနဲ့သိရတယ်ဆိုတဲ့အဓိပ္ပာယ်ကြီးလက်ငယ်ဘယ်သူမှမရှောင်ဘူးနော်ယဟန္တာမဖြစ်ဘဲနဲ့သာသိမယ်ဆိုရင်တော့ဒါအရိုင်းဆိုင်ဘဝနဲ့သိရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမြတ်စွာဘုရားဟောပြီးတော့ဒီကုန်းချုပ်တာပါအဲ့တော့ပိဋကပေါင်းသူတော်ကောင်းတို့တကယ်လိမ္မာယဉ်ကျေးတဲ့လိမ္မာမှုအစစ်ယဉ်ကျေးမှုအစစ်ဆိုတာဘယ်လိုအနေအထားကိုရောက်မှဖြစ်နိုင်တာလဲဆိုတာဒီဒေသနာအရမသိရဘူးလားသိရနော်ယဟန္တာဖြစ်လို့လောဘဒေါသမောဟအကုန်လုံးကုန်ခန်းမှဒါလိမ္မာမှုယဉ်ကျေးမှုအထုအထိပ်ရောက်သွားတယ်လို့ဆိုလို့ရပါဟုတ်လားအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေကအဲ့ဒီအဆင့်ကိုမျှော်မှန်းပြီးတော့ဒါသတိပဋ္ဌာန်ဘာဝနာလို့ကိုကြိုးစားပြီးတော့အားထုတ်ကြတာပေါ့နော်ပထမသီလရှိအောင်ကြိုးစားမယ်စောင့်တည်မယ်ပြီးရင်အဲ့ဒီသီလကိုအခြေခံပြီးတော့ကိုယ်ခန္ဓာရဲ့သဘောတဘာဝကိုသတိဝိရိယဉာဏ်ပညာဥရှိပြီးတော့ဖြစ်တိုင်းဒလဆက်သိအောင်မြင်အောင်ကြိုးစားအားထုတ်နေတယ်ဆိုတာကိုရိုင်းဆိုင်သောလောဘဒေါသမောဟများမဖြစ်ရအောင်ထိုက်တဲ့ယဉ်ကျေးမှုရှိအောင်ကြိုးစားပြီးတော့လေ့ကျင့်နေတယ်လို့ဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်ရှင်ကြီးကိုအစဉ်စဉ်လိမ္မာယဉ်ကျေးအောင်လေ့ကျင့်ပေးတယ်လို့မျိုးတရားဓမ္မတို့ဦးဇင်းတို့တွေကလည်းကိုအစဉ်စဉ်တော့လိမ္မာယဉ်ကျေးမှုရှိအောင်မလုပ်နေကြတော့လေ့ကျင့်နေကြရတာဆိုတဲ့အဓိပ္ပာယ်ပေါ့ဒါကြောင့်တရားအထုတ်တယ်ဆိုတာဘာလဲလို့မေးရင်ဒီဒေသနာအရကိုယဉ်ကျေးအောင်လိမ္မာအောင်လေ့ကျင့်နေတာပါလို့ဆိုနိုင်မို့လားတာမန်ချင်းနေမှာတော့ဒကာဓမ္မတို့ဦးဇင်းတွေကလိုချင်စရာတွေ့ရင်လောဘနဲ့ရိုင်းမှာပဲလေမကျေနပ်စရာတွေ့ရင်ဒေါသနဲ့ရိုင်းမှာပဲ
ဒါစိတ်ထဲမှာရိုင်းတဲ့အဆင့်ပဲရှိသေးတာဒီလောဘဒေါသတကယ်ကြီးလာပြီဆိုလို့ရှိရင်အပြောတွေအနေနဲ့လည်းပဲရိုင်းလာမှာပဲအဲ့လောက်နဲ့အားမရဘူးကြီးနေတော့မဲ့ဆိုရင်တော့အမူအရာတွေနဲ့ပဲရိုင်းပြပါပါပဲဟုတ်လားတော့ရိုင်းနေဆိုတာအတွင်းတက်ခံကရိုင်းစီတတ်တဲ့လောဘဒေါသတွေရှိလို့ရိုင်းကြရတာဟုတ်တယ်မဟုတ်လားအေးလောဘဒေါသမကုံလေတဲ့မြအရိုင်းတက်ဘယ်တော့မှမကုံဘူးဟုတ်ရလားဒါကြောင့်လောဘဒေါသနည်းရင်နည်းသလောက်ယဉ်ကျေးမှုရှိတယ်ရိုင်းဆိုင်မှုနည်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်ရလားနောက်ဆုံးလောဘဒေါသလုံးဝမရှိတော့ဘူးဆိုရင်တော့ရိုင်းဆိုင်မှုလည်းလုံးဝမရှိတော့ဘူးယဉ်ကျေးမှုလည်းအပြည့်အဝရှိသွားပြီဒါကြောင့်မြတ်စွာဘုရားရဲ့ဒေသနာတော်တွေနဲ့အကြည့်ပြောတဲ့ယဉ်ကျေးမှုကတော့လူလောကကြီးမှာအစဉ်အတန်းအမြင့်မားဆုံးယဉ်ကျေးမှုနော်လူတွေကယဉ်ကျေးမှုကိုစံအမျိုးမျိုးနဲ့သတ်မှတ်ကြတာတွေမရှိဘူးလားဘာတွေကိုကြည့်ပြီးတော့သတ်မှတ်ကြတာတော့နော်သူတို့ရဲ့ပြောပုံဆိုပုံသွားပုံလာပုံစားပုံတောက်ပုံဝတ်ပုံစားပုံဟုတ်လားနေပုံထိုင်ပုံဒါတွေကိုကြည့်ပြီးတော့ဆုံးဖြတ်ကြတာယဉ်ကျေးမှုသူတို့ကအဆင့်ရှိတယ်သူတို့ကလူယဉ်ကျေးတွေနေပြောကြတာပေါ့နော်တကယ်ယဉ်ကျေးမှုဆိုတာအဲ့ဒီအပေါ်ယံလောက်နဲ့လုံလောက်သလားမလုံလောက်ပါဘူးတချို့ယဉ်ကျေးမှုတွေကြတော့တကယ်ဟန်လောက်ပဲရှိတာပါဟုတ်လားဒါကြောင့်တကယ်စစ်မှန်တဲ့ယဉ်ကျေးမှုဆိုတာမြတ်စွာဘုရားရဲ့သာသနာတော်မှာပဲရှာလို့တွေ့နိုင်တာပါမဆိုနိုင်ဘူးလားဗျာနောက်ဒါကြောင့်သတိပဋ္ဌာန်တရားကိုပွားများအားထုတ်ခြင်းတည်ယဉ်ကျေးတဲ့လူသားတစ်ယောက်ဖြစ်အောင်အနှစ်သာရရှိရှိကြိုးစားအားထုတ်နေတာလို့ပြောလို့မရဘူးလားသတိပဋ္ဌာန်တရားအားထုတ်ရင်အားထုတ်သလောက်လိမ္မာမှုယဉ်ကျေးမှုရှိမယ်အားမထုတ်ရင်အားမထုတ်သလောက်လိမ္မာယဉ်ကျေးမှုမရှိနိုင်ဘူးဒါကြောင့်ဦးဇင်းတို့သတိပဋ္ဌာန်တရားကိုအားထုတ်လို့တကယ်ယဉ်ကျေးပြီဆိုလို့ရှိရင်ရနိုင်ခဲ့တဲ့အာကိုရာကိုရမယ်ဆိုပြီးတော့ဦးဇင်းတို့ပြောနေကြပါပြုတတ်တော့လည်းပဲကြားနေကြပါအတ္တဟိအတ္တနောနာထောကိုဟိနာထောပရောတိယအတ္တနာဟိသုဒ္ဓံတေနနာထံလပတိတုံလပံတဲ့ဒီကဒါလေးကြားဖို့တယ်မဟုတ်လားအထူးသဖြင့်အတ္တဟိအတ္တနောနာထောဆိုတာလေးကြားဖို့မယ်ပေါ့နော်အတ္တဟိအတ္တနောနာထောဆိုတာဘာလို့ကိုယ်ဒီကလည်းကိုယ့်ရဲ့အာကိုရာပါကိုဟိနာထောပရောတိယဆိုတာကကိုယ်မှာတပါတခြားသောသူတွေဟာဘယ်မှာလာပြီးတော့အာကိုရာဖြစ်ပါမလဲလို့ပြောတာအဲ့ဒီမှာနောက်ဆုံးနှစ်ပိုက်လေးကအလွန်အနှစ်သာရရှိတယ်အတ္တဟိအတ္တနောနာထောကိုဟိနာထောပရောတိယအတ္တနာဟိသုဒ္ဓံတေနနာထံလပတိတုံလပံကိုဟာကိုယ့်အတွက်အာကိုရာဆိုလို့ရှိရင်သူများဟာကိုယ့်အတွက်အာကိုရာမဖြစ်ဘူးဆိုလို့ရှိရင်ကိုပဲအာကိုတော့မယ်ဆိုရင်ဘယ်လိုကိုကကိုယ့်အတွက်အာကိုရာဖြစ်မလဲဒီမိကုံးကအလွန်ရေးကြည့်ပေါ်ပေါ်ဆာဆာမိမိရောရောပေါ်ပေါ်တန်တန်ဖြစ်တယ်လို့နေတဲ့ကိုကတော့ကိုယ့်အတွက်အာကိုရာဘယ်လိုမှမဖြစ်နိုင်ကိုယ့်အတွက်အာကိုရာမဖြစ်ကြလို့ပဲတတ္တဝါတွေကအပယ်လေးပုံဆင်းကြတာပေါ့တတ္တဝါတိုင်းဟာကိုဟာကိုယ့်အတွက်အာကိုတိုက်တဲ့ပုဂ္ဂိုလ်မဟုတ်ကြဘူးလို့ဆိုလိုတာဟုတ်လားဒါကအာကိုရာဖြစ်အောင်လုပ်ရင်တော့ကိုဟာကိုယ့်အတွက်အာကိုရာဖြစ်နိုင်တယ်ကိုဟာကိုယ့်အတွက်အာကိုတိုက်တဲ့လူတစ်ယောက်ဖြစ်မယ်သို့တော့အာကိုရာဖြစ်အောင်မလုပ်နိုင်ဘူးအာကိုတိုက်တဲ့လူတစ်ယောက်ဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်ကိုဟာကိုယ့်အတွက်အာကိုရာလူတစ်ယောက်ဖြစ်မှာမဟုတ်အမိတ်တေနေဝအတ္တနာမြတ်စွာဘုရားဟောတာဒီဒေသနာလေးတစ်ခုရှိတယ်အဲ့ဒါကဘာပြောဆိုတော့ကိုဒီသာလင်ကိုယ့်ရဲ့ရန်သူဖြစ်၍တဲ့နော်မကောင်းတာတွေလုပ်လို့ရှိရင်တော့မိမိရောရောပေါ့ပေါ့ဆာဆာနေရင်တော့ကိုဟာကိုယ့်အတွက်အားကိုးရာမဖြစ်တဲ့အပြင်ရန်သူတောင်ဖြစ်နိုင်တယ်ဒါဥစဉ်တို့ဟောထားတဲ့တရားတစ်ပုဒ်ရှိပါတယ်အားကိုးရာလားရန်သူလားဆိုတာအဲ့ဒါလေးကိုအခြေခံပြီးတော့ဟောတာဟုတ်လားအဲ့တော့ဘိဓဘာသူတော်ကောင်းတို့သူများကကိုယ့်အတွက်အားကိုးရာမဟုတ်ဘူးကိုဟာကိုယ့်အတွက်အားကိုးရာအဲ့လိုဆိုရင်ကိုဟာကိုယ့်အတွက်အားကိုးရာဖြစ်အောင်ဘယ်လိုလုပ်မလဲဒီတုံးကြီးပေါ်ပေါ်ဆာဆာမိမိရောရောဖြစ်တယ်လို့နေတဲ့ကိုကတော့ဘယ်လိုမှအားကိုးရာမဖြစ်နိုင်ဘူးဒါကြောင့်စိတ်ဆင်းရဲနေရတယ်ကိုယ်ဆင်းရဲနေရတယ်မကျေနပ်တာတွေဖြစ်နေတယ်စိတ်တိုင်းမကြတာတွေဖြစ်နေတယ်ကိုဟာတကယ်လို့သာကိုယ့်အတွက်အားကိုးရာဆိုရင်ဟာအဲ့ဒါတွေမဖြစ်ပါနဲ့ကောင်းတာလေးတွေကြီးလုပ်ပေးပါလို့ပြောလို့ရမှာပေါ့ရသလားမရဘူးဘာလို့မရအောင်ဆိုကိုဟာကိုယ့်အတွက်အားကိုးရာမဖြစ်သေးလို့ပါအဲ့တော့မြတ်စွာဘုရားကကိုဟာကိုယ့်အတွက်အားကိုးရာဖြစ်ချင်တယ်ဆိုလို့ရှိရင်တနည်းအားဖြင့်ကိုယ်ရဲ့မှာကိုယ့်အတွက်အားကိုးရာကိုရကျင်တယ်ဆိုလို့ရှိရင်အတ္တနာဟိတုဒ္ဒံတေနမိမိတည်တာလဲမိမိကိုယ်ကိုတုဒ္ဒံတေနကောင်းစွာဆုံးမရမယ်တဲ့နော်သတိပဋ္ဌာန်တရားနဲ့ကိုယ့်ကိုယ်ကိုကောင်းကောင်းဆုံးမရမယ်ဆိုတဲ့အဓိပ္ပာယ်ပါသီလကိုလည်းအခြေခံဖို့လိုတယ်ပေါ့နော်အတ္တနာဟိတုဒ္ဒံတေနမိမိတည်တာလဲမိမိကိုယ်ကိုကောင်းကောင်းဆုံးမပြီးတော့အဲ့ဒါလို့ဆုံးမနိုင်လို့ကိုယ်ကလိမ္မာမယ်ယဉ်ကျေးမယ်ဆိုရင်တော့အတ္တနာဟိတုဒ္ဒံတေနနာထံလပတိဒုံလပံနာထံလပတိဒုံလပံဒုံလပံအလွန်မှရနိုင်ခဲ့တဲ့နာထံတကယ်စစ်မှန်တဲ့အာကိုရာကိုလပတိအဲ့ဒီပုဂ္ဂိုလ်ရနိုင်နေတယ်အလွန်ရနိုင်ခဲ့တဲ့
စစ်မှန်တဲ့အာကိုရာအဲ့ဒါကိုရနိုင်တယ်ဒီနေရာမှာရနိုင်ခဲ့တဲ့စစ်မှန်တဲ့အာကိုရာဆိုတာအရဟတမဉ္ဇဉ်အရဟတဘုံဉ္ဇဉ်ကိုပြောတာတဲ့ဟုတ်လားဒါတက်ပို့ပြီးတော့တဆင့်လျှော့ပြောရရင်တော့သောတပတ္တိမဉ္ဇဉ်ဘုံဉ္ဇဉ်ကိုပြောတာလို့ဆိုရင်လည်းပဲဒါအာကိုရာကိုရပြီးတော့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်ကုထုဇဉ်ဘဝမှာတော့အာကိုရာကရှည်ရှည်ရာရာမရှိသေးဘူးဆိုတဲ့အဓိပ္ပာယ်ပါနောက်ဒီပြင်အာကိုရာတွေဆိုတာကကိုယ့်အကိုထင်ထားတာပဲရှိတယ်တကယ်အရေးတကယ်ဘေးနဲ့မတူသေးလို့ဒါလေးကိုကဆုပ်เสียကိုင်းစရာအာကိုစရာလို့ထင်ထားတာပဲရှိတယ်တကယ်အရေးတကယ်ဘေးနဲ့တွေ့လာလို့ရှင်ဒါအာကိုရာမဟုတ်ဘူးဆိုတဲ့အမြင်တေချာပေါ့ကိုယ်တိုင်ပဲနားလေတဲ့တနေ့ကိုရောက်အောင်မယ်ခက်တာကအဲ့လိုနားလေတဲ့အချိန်မှာအာကိုရာအစစ်ကိုရှာဖို့အချိန်ကမရှိတော့လူတွေကဘယ်ချိန်ကြမှာနားတယ်ဆိုတော့တေဂာနီးကြမှာပဲနားတယ်တေဂာနီးကြတော့မှရှာထားတဲ့ပစ္စည်းတွေကလည်းသူ့အတူဒီတိုင်းပဲမရှိဘူးမဟုတ်ရှိတယ်လေရှိနေတာပဲရှိတယ်ကိုယ့်အတွက်ဘာမှသာပြီးတော့သူကအထောက်အကူပြုမှာမဟုတ်အဲ့ဒါတွေကိုစိုးစိုးလန်းလန်းနဲ့မြန်နေဦးမယ်ဆိုရင်အနှောင့်အယှက်တောင်ပေးကောင်းပေးအောင်မယ်ဟုတ်လားအဲ့လူတွေကခက်တာကတူတူကိုပါပဲတေကောင်ပေါင်းကရောက်ပြီဆိုတော့မှငါတက်တလုံးရှာတာတခုမှအားကိုးလို့မရပါလားဟုတ်လားအဲ့ဒီအားကိုးရမဟုတ်ဘူးဆိုတာကိုသိတော့အားကိုးရကိုရှာအောင်မယ်ဆိုတော့အချိန်ကမရှိတော့ဒါကြောင့်တချို့အသည့်တွေကနောက်ကျရင်မကောင်းဘူးပေါ့နော်မကောင်းဘူးဆိုတာကဘယ်လောက်ထိမကောင်းတာတော့မင်းပြောလို့မရတော့အောင်ကိုမကောင်းတဲ့အနေအထားကိုရောက်နိုင်တယ်။ဒါကြောင့်ဘုရားပေါင်းသူတော်ကောင်းတို့သူတော်ကောင်းကြီးတွေကပြောရတာ။သိရင်သိတဲ့လောက်ကြောက်စရာကောင်းတယ်ဆိုတာအဲ့ဒါကိုပြောတာပါပဲ။ကင်ထားပါတော့နော်ဦးဇင်းတို့တရားဟောတာနော်တဏှာကြီး45မိနစ်ကျော်သွားမိနစ်50ရှိသွားပြီနော်။အဲ့တော့ဦးဇင်းတို့ဒီကနေ့ပြောတဲ့စကားတွေဒါဒီကုန်းချုပ်အနေနဲ့ပြောလိုက်တာပါဟုတ်လား။ဒီမျိုးအရှုမှတ်ပွားများအထုတ်နေတဲ့သတိပဋ္ဌာန်ဘာဝနာတွေစ조사အထုတ်မယ်ဆိုလို့ရှိရင်အကျိုးကျေးဇူးဘယ်နှမျိုးရနိုင်လဲခုနှစ်မျိုးရနိုင်တယ်ကိလေသာအငြိအကျေးကင်းစင်ခြင်းဆိုတဲ့အကျိုးကျေးဇူးနော်တောကပရိဒေဝချုပ်ငြိမ်းခြင်းဆိုတဲ့ကြော်လွန်ခြင်းဆိုတဲ့အကျိုးကျေးဇူးဒုက္ခဒေါမနတချုပ်ငြိမ်းခြင်းဆိုတဲ့အကျိုးကျေးဇူးအရိယာမဉ္ဇဉ်ကိုရပြီးတော့အရိယာဘုံဉာဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမယ်ဆိုတဲ့အကျိုးကျေးဇူးဘယ်နှမျိုးလဲခုနှစ်မျိုးအဲ့ဒါဟာသတိပဋ္ဌာန်တရားကိုအထုတ်ရင်ရနိုင်တဲ့ပေါ့အဲ့ဒါကိုတချို့ကအားလုံးထုတ်မကြည့်ပဲနဲ့ဒီလိုအကျိုးကျေးဇူးတွေရမယ်ဆိုတာမဖြစ်နိုင်ပါဘူးလို့ပြောခဲ့မယ်ဆိုရင်တော့ပြန်ငင်းကြရမှာလားလက်မောင်းဆွဲပြီးတော့တောင်းမောခေါ်သွားရမှာလားဒါပါပဲဟုတ်လားအဲ့ဒါကဥစဉ်တို့ဒန္တဘူမိတုတ်တံမှာမြတ်စွာဘုရားပေးတဲ့ဥပမာလေးပေါ့နော်လိမ္မာယဉ်ကျေးတဲ့ဆင်တွေမြင်းတွေလှုပ်တဲ့လှုပ်ရမျိုးကိုလိမ္မာယဉ်ကျေးမှုမရှိတဲ့ဆင်ရိုင်းမြင်းရိုင်းတွေလှုပ်ဖို့ဆိုတာမဖြစ်နိုင်တဲ့ကိစ္စဟုတ်လားအဲ့ဒါလိုပဲနိခမတရားနဲ့တိတဲ့တဲ့တရားချမ်းသာကိုကာမတော်ထဲမှာနေရင်းနဲ့တော့တိမှာမဟုတ်ဘူးဆိုတဲ့အတိတ်ပဲဟုတ်လားတောင်ထိပ်ပေါ်ကလူမြင်တဲ့ရှုခင်းမျိုးကိုတောင်အောက်ကလူဟာမမြင်နိုင်ဘူး။ဘာကြောင့်ဆိုတောင်ကြီးကွယ်နေတော့အဲ့လိုပဲလူတွေမှလည်းပဲမတိမှုအဝိဇ္ဇာအလွန်ထူတဲ့အတွက်ကြောင့်တိတဲ့မြင်တဲ့တာကိုသူတို့မမြင်ကြဘူးပေါ့။ဒါကြောင့်နိခမဖြင့်တိတဲ့တရားတို့တရားမြတ်ကိုကာမတော်ထဲမှာနေရင်းနဲ့နော်ဇေယတိနာလိုမင်းသားမျိုးဟာမတိနိုင်ဘူးလို့မြတ်စွာဘုရားဟောတာ။အဲ့ဒါတကယ်လို့လှပတဲ့ရှုခင်းကိုမြင်ခြင်းနဲ့လိမ္မာရင်ကြီးတဲ့စင်တွေမြင်းတွေလှုပ်တယ်လို့မျိုးလှုပ်ပြနိုင်တယ်ဆိုရင်နိုင်ခြင်းတယ်ဆိုရင်ကိုယ့်ကိုယ်ဘာလုပ်ရမလို့လိမ္မာရင်ကြီးအောင်ဆုံးမရပဲဟုတ်ရလားဆုံးမတဲ့နေ့ဒါအသေးစိတ်ပြောခဲ့ပြီနော်သီလကိုအခြေခံမယ်ပြီးရင်သတိပဋ္ဌာန်ဘာဝနာကိုပွားများမယ်အနှစ်ချုပ်ကတော့ဒါပါပဲအဲ့ဒါလိုလုံနိုင်လေနောက်ဆုံးလိမ္မာရင်ကြီးတဲ့အဆင့်ကိုဥတည်နေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါနောက်ဆုံးလိမ္မာရင်ကြီးတဲ့အဆင့်ကိုဥတည်နေသည့်အားလို့ဆိုတာလိမ္မာရင်ကြီးမှုအပြည့်အဝရတဲ့အစစ်မှန်ရတဲ့အနေအထားကိုမရောက်နိုင်ဘူးလားရောက်နိုင်တယ်ဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ဒီကနေ့မာယတာတရားစခန်းဘောရဲ့နောက်ဆုံးနေ့မှာနော်အလွန်တရာမှအကျိုးကျေးဇူးများတဲ့သတိပဋ္ဌာန်ဘာဝနာကိုကြိုးစားအထောက်ပြီးတော့သတိပဋ္ဌာန်ဘာဝနာရဲ့အကျိုးကျေးဇူးများကိုပြည့်ပြည့်ဝဝခံစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မိမိတို့ပြုလုပ်အထောက်ရတဲ့ဒါနသီလတမာတိပညာကုသိုလ်ကောင်းမှုအရှုသူတို့ရဲ့အစွမ်းတတ္တိကြောင့်မဉ္ဇဉ်ပူညာမျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုရာစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း